နောက်ဆုံးတော့တယောက်ကိုတယောက်ကချစ်နေနိုင်သေးတာဟာလေဒုက္ခတယောက်ကတယောက်ကိုမချစ်နိုင်တော့တာလေဒုက္ခလူဟာအတက်ကလေးနည်းနည်းရလာတော့ကိုတနေရာရောက်လာပြီလို့အထင်ရှိနိုင်တာဟာလေဒုက္ခပြုံးပြရတာမဲ့ပြရတာ CAD ကတ်ကြောင်ကအစ DOG ခွေးကအစဒုက္ခတယောက်နဲ့တယောက်ပေါင်းဖက်ရခြင်းဟာလေဒုက္ခတယောက်နဲ့တယောက်ခွဲခွာရခြင်းဟာလေဒုက္ခဒါကြောင့်ဖျားကဟောတာသိချင်ရင်တော့ကိုယ့်ဘာသာရှာဖတ်ကြပေါ့ကွာတငယ်ချင်းဘယ်နှနာရီထိုးပြီလဲဆိုတော့9 နာရီဝယ်တုန်းကမင်းကဘလောက်စိုက်ပေးထားလို့လဲဆိုတယ်လို့ဒုက္ခငါတန်တရားလေတုန်းကမင်းကဘလောက်ကူညီခဲ့ဘူးလို့လဲဆိုတယ်လို့ဒုက္ခအော်ဒုက္ခတာဥ